မိုးရောက်တည်းလဲရော်လာပြီဆိုတော့ရာတီစာတိပန်စားပါရလောပေါ်လာပြီအမလည်းဖိုးကုန်းပန်လေးရေခါသေးရမှာချော်စားမယ်ရှင်မင်္ဂလာပါရှင်ဒီနေ့မှာတော့ဆေးရလေးရာတီစာလေးတစ်မျိုးဖြစ်တဲ့ရေခက်သီးနဲ့ဆေးဘူးပင်လေးကိုငပိကြော်လေးကြော်ပါမယ်ရှင်အနက်လေးဝင်ပြီးတော့အရသာဆက်စိတ်လေးနဲ့အရန်စားလို့ကောင်းတဲ့ရေခက်တဲ့ငပိကြော်လေးဘယ်လိုကြော်လဲဆိုတာဆွေးနွေးတူတူလက်ကြည့်လိုက်ရအောင်နော်ဆေးဘူးပင်လေးတွေကိုအရင်ပြီးစီးလိုက်ပါမယ်别人偏背了。我爸呢？他比。都有道理，前辈。ရေခက်သီးကိုမမြင်ဘူးဆိုတဲ့သူတွေလေအမောင်ရေခက်သီးပါရှင်ရေခက်သီးငပိကြော်ထဲမှာထည့်မဲ့ပါရင်ပစ္စည်းလေးတွေကိုအစင်သိပ်ပြင်ထားလိုက်ပါရရှင်အရင်ဆုံးရေခက်သီးလေးတွေကိုလေသူတို့အသားထုတ်မှာပေါ့နော်ရေခက်သီးရဲ့အနံ့လေးကမှုေးညာပဲရေခက်သီးတယ်မဟုတ်ပေါ့နော်ရေခက်ပန်စားပွင့်ပြီဆိုတာနဲ့အနံ့လေးကလေအေးအေးသေးသေးလေးနဲ့အရန်မှုေးရပေါ့နော်သူတို့ကအဖိုးတွေအဖွားတွေနဲ့နေတာများဆိုတော့လေလူကြီးတွေစားတဲ့ပုံစံလေးတွေအများသောအားဖြင့်စားဖြစ်တယ်ပေါ့နော်သူတို့အိမ်မှာတော့ရေခက်သီးကိုလေအမဲမျိုးမျိုးလို့စားဖြစ်တယ်ပေါ့နော်ငပိတုတ်ထဲမှာလည်းထက်တုတ်တယ်ပြီးရင်ယူလေးလည်းထိုးစားဖြစ်တယ်ပေါ့နော်ဘလို့ရှိရင်တော့ဒီစိတ်ဖူးပင်လေးနဲ့လည်းဖတ်ထုတ်ကင်လေးလို့စားဖြစ်ပါရဲ့ရှင်ဒီရေခက်သီးစားလို့ရှိရင်လေခေါင်းကိုက်ကောင်းမှုတာပြတ်တယ်လို့လည်းဆိုကြရပေါ့နော်ပြီးရင်တော့သူတို့စိတ်ဖူးပင်လေးတွေကိုလည်းပပလေးနှိပ်ထားလိုက်မယ်နော်စိတ်ဖူးပင်အနံ့လေးကမှုေးနေရပဲစိတ်ဖူးပင်လေးတွေအားလုံးနှီးပြီးပြီဆိုလို့ရှိရင်တော့ကြက်သွန်ဖြူကိုအရင်စီတက်ပေးပါမယ်ရှင်စိတ်ထားတဲ့ကြက်သွန်လေးပါထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်ပြီးရင်တော့ငရုတ်သီးမှုလေးထည့်လိုက်မယ်နော်ကိုကလေဆက်ဆက်လေးစားခြင်းနဲ့ဆိုလို့ရှိရင်တော့ငရုတ်သီးခွဲချမ်းလေးထည့်ပြီးတော့ကြော်လို့ရရပေါ့နော်ပြီးရင်တော့စိတ်စားငပိလေးထည့်ပြီးတော့ဆိုလို့ငပိလေးမွေးလာတဲ့အထိစီတက်ပေးပါမယ်ရှင်အနက်လေးမွေးလာပြီးငပိလေးတွေဒီလိုကျေသွားပြီဆိုလို့ရှိရင်တော့ထောင်းထားတဲ့ပစွန်ချောက်မို့လေးထည့်လိုက်ပါမယ်ပြီးရင်တော့အသားနှွင်ထားတဲ့ရေခက်သီးလေးတွေကိုထည့်ပြီးတော့ကြော်လိုက်ပါမယ်ရှင်ရေခက်သီးလေးတွေလုံသွားပြီဆိုလို့ရှိရင်တော့စိတ်ဘူးပင်လေးထည့်ပါမယ်ပြီးရင်တော့အရသာနေနဲ့စားအရသာမို့လေးနဲ့ငယ်ထည့်ပေးပါမယ်ရှင်ရေခက်သီးကိုအခုခွဲပြီးတော့အခုအသားထုတ်ပြီးကြော်တာဆိုတော့လေစားနည်းနည်းပေါ့နေရပေါ့နော်ဆွေစားလေးနည်းနည်းထည့်လိုက်ပါတယ်ရှင်ရေခက်သီးငပိကြော်အနံ့လေးကမှုေးနေရပဲရေခက်သီးကလည်းမှုေးတယ်စိတ်ဘူးပင်လေးကလည်းမှုေးတယ်ဆိုတော့လေကြော်ထားလိုက်တာအရသာလေးလည်းရပြီဆိုတော့သူတို့စားဖို့ပြင်လိုက်ပါမယ်ရှင်အနံ့လေးမှုေးပြီးတော့အရသာစစ်စစ်လေးနဲ့အရန်စားလို့ကောင်းတဲ့ရေခက်သီးငပိကြော်လေးစားကြပါဦးရှင်သူတို့ငယ်ငယ်တော့ကလေအိမ်မှာလဲလုံးကြတာဆိုတော့သူတို့ဦးတွေကမနဲ့ဆောင်ရေခက်တင်ငယ်ပြီးကြောကိုထမင်းပူပူလေးနဲ့အားရပါရစားပြီးလို့ရှိရင်လဲတဲ့ဆင်းကြရပေါ့နော်ဆွေကတော့ရေခက်တင်ငယ်ပြီးကြောကိုထမင်းပူပူလေးနဲ့နေပြီးလို့ရှိရင်လေတရက်သေးတို့နက်နက်သေးတို့နဲ့စားတာကိုကြိုက်တယ်ပေါ့နော်အနက်လေးမွေးပြီးတော့အရသာစစ်စစ်လေးနဲ့အရန်စားလို့ကောင်းတဲ့ရေခက်တင်ငယ်ပြီးကြောလေးကိုအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်ဘိုင်ဘိုင်